သမီးနေ့เจ้าမှာဘာတွေတင်လိုက်လဲအင်စာဘာလောက်ရမလဲဒီနေ့ဟိုပါလဲတင်ချရယ်ပြီးသွားရင်အင်္ဂလိပ်စာမီနီရယ်ပြီးသွားရင်သိပ္ပံရယ်တင်ချအဲ့ဒါဆိုတင်ချအရင်လုပ်မယ်သမီးစာအုပ်ထုတ်တင်ချအင်စာပေးလိုက်တယ်လေအရင်လုပ်ရော့ဒီမှာကမဘူးဟိုဆရာမပါလဲလေ့ကျင့်ငန်းဟိုပါလဲတစ်ကိုတက်ပြလိုက်တယ်တစ်ကိုတက်ပြတော့နှစ်နဲ့တော့ကောက်ကိုတွက်ရမယ်တဲ့တွက်လေသမီးတွက်လေးနဲ့ငါနဲ့ပေါင်းအောင်လေးစိတ်ထဲမှာမယ်ငါကြောင်ထားလေးပြီးတော့ငါပြီးတော့6ပြီးတော့9ပြီးတော့ဟို9ပြီးတော့10ပြီးတော့10 10ပြီးတော့10နဲ့10ပြီးတော့10တော့10ပြီးတော့10မေဟိုင်ဒီနေ့လေကျောင်းမှာလေဟိုအေးသူသာချီထွက်ကြတယ်အေးသူသာချီထွက်ကြတယ်ဘယ်လိုဖြစ်တာလဲအားနဲ့ပါလေဆရာမနေပြီးတော့ဟိုပါလေအေးသူသာချီထွက်ကြတယ်ဆိုပြီးတော့သူ့အမေကိုခေါ်ခိုင်းလိုက်တယ်သူ့အမေကိုခေါ်ခိုင်းလိုက်ရအောင်ဆရာမသူ့အမေဘယ်လိုလုပ်သိရပါလေကျောင်းသားဦးလေးရတည်တယ်ဆိုကျောင်းသားဦးလေးကိုဆရာမခေါ်ခိုင်းလိုက်သူ့အမေလိုက်လာတယ်လိုက်လာပြီးတော့သူ့ပြန်ခေါ်ရတယ်ဟုတ်လားအေးသမီးလည်းကျောင်းမှာအဲ့လိုအိမ်သားတွေပါတက်ချင်တယ်ဆိုလို့ရှင်လဲအောက်မထားနဲ့နော်ဆရာမကိုပြောနော်လှုပ်ဆရာရှိဆက်လှုပ်ဆက်တွက်ဒီနေ့ငါနဲ့လေစနေမှာငါကြောင်တော့ငါလေးပြီးတော့ငါပြီးတော့6ပြီးတော့9ပြီးတော့ရှေ့ပြီးဟို9ပြီးတော့10မဟုတ်ဘူးမိသားဟိုပါ4နဲ့5နဲ့မှာဒီဟာဒီမှန်တယ်ဆန္ဒဝင်နင်ကိုဘယ်ဘက်လဲတာလဲဟမ်နင်ဘယ်နှစ်တန်းရောက်နေလဲကိုဟိုဘက်လဲလားဒီဘက်လဲလားမသိဟဲ့ဟာခဲပြဝယ်ပေးထားတာလူလိုသူလိုဖြတ်ဖို့အဲ့ဒါကိုဖြတ်ဖို့မဟုတ်ဘူးအဲ့ဒါအလှထားတာမဖြတ်နဲ့မဲသေးနေရပဲဟဲ့နင်ကလည်းဆန္ဒဝင်တော့ငါမလေးနင်ကိုစုလို့ငါအပြောခံနေရတာနင်လုံနေရကြမမြင်ဘူးလောက်ဆက်တွက်မေဟိုတမီဒီနေ့ပါလဲဟိုဆရာမဒေါ်ဆန်းဆန်းဝင်းချိန်မှာတမီ very good ရတယ်ဟဲ့ very good ရတယ်ဟဲ့တော်လိုက်တာကတမီလေဟုတ်တယ်ဆက်လို့အဲ့ဒါဟိုပါလဲဟိုအေးသူစာကြလေးမလောက်လို့ဆရာမတင့်မဲ့ပြီးအိမ်မူခင်ကြအစားဆုံးပြန်ရေးရတယ်ဆန္ဒဝင်လုံးစာကိုသူများအကြောင်းစိတ်ဝင်စားရတယ်ကိုစာကိုမလုပ်ဖ ೇನೆ မေကပြောရှုပေါက်ချင်တယ်နင်ဒီစာအောင်မလုပ်ခင်တော့ငါနင့်ကိုမနှဲဆွဲခေါ်နေနင်သေးပေါက်လို့အိမ်သားထဲမှာကြာနေမဟုတ်ဘူးလားနင်အခုရှုရထပ်ပေါက်ချင်တယ်ဟာမင်းကလည်းမင်းကပြောရေမြတောက်ရမယ်ဆိုတမီးကရေမြတောက်မှကျမ်းမာရကောင်းတယ်တမီးဆန္ဒဝင်ရေတွားမြင်တော့ပြန်လာခဲ့ကျောင်းပြက်ချက်ကြီးမျိုးဟဲ့ဆန္ဒဝင်ဘာလုပ်နေရလဲတွားလို့နင်အဲ့ဟာလေးနှစ်ခုပေါင်းတော့နင်တော်ကြာနေပြီနော်ဖြစ်ချင်နေပြီအဲ့ချင်တယ်အေးစနဝေးတိတ်လိုက်တော့ရမလုံနဲ့တော့စာရီပါကြီးလည်းလုံမနေနဲ့တော့နင်ကလေနင်စနေတနင်္ဂနွေကြောင်းပိတ်ရတယ်နင်အိတ်ဆိုနင်အိတ်လားအေးနင်မအိတ်ချင်ဘူးနင်ကဘယ်အချိန်အိတ်ချင်လဲဆိုနင်စာအုပ်စားကင်တယ်နင်ကအိတ်ချင်ပြီးစာအုပ်စားကင်ပြီးစာလုပ်ပြီးဆိုတော့နင်မသေးပေါက်ချင်ရနင်ချီပချင်ရနင်မုံစားချင်ရနင်အလုပ်သေးကြီးပဲလုံမနေနဲ့တော့ဘာလို့မှလဲကြောင်းတွေပါတွေတက်ပြီးစာတွေပါတွေတင်နင်ဘွားကြီးကောင်းစားပြီးအေးချမ်းလေးနဲ့တတရရလေးဖြစ်နေမှာပေါ့အဲ့တော့နင်ကလေစာလည်းမလုပ်နဲ့နင်ကြောင်းလည်းမထားဘူးကျူရှင်လည်းမထားဘူးနင်ရဲ့ဘဝတစ်လျှောက်လုံးကိုနင်ကြီးလာလို့ရှင်နင်ကပလုံကောက်ပြီးနင်ပလုံရောင်းစားလိုက်တော့သွားလိုက်တော့မြန်လေးတိတ်ပြီးနင်ဒီနေကနေထွက်သွားလိုက်တော့သွား